ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ဂျင်း beginner တယောက်အနေနဲ့ကျွန်တော်စာသုံးပုံလေးကိုနည်းနည်း sharing လေးလုပ်ပေးပါမယ်ဒါကတော့ကျွန်တော်ရဲ့မနက်စာလေးပေါ့နော်ဒါကတော့ပဇွန်ဦးလေးတွေပါပဇွန်ဦးလေးတွေရဲ့အသားတက်အတွက်ဆိုရင်တော့ဒီချက်ပေါင်လေးတွေနဲ့နော်ပြီးတော့အရွက်စိမ်းနေဆိုရင် coffee စိမ်းလေးရဲ့ချက်ဦးလေးတွေရဲ့နော်ချက်ဦးလေးတွေရဲ့ခင်ပါလေးပါပေါ့နော်ကြောင်လေးစားပြီးတော့မှအားအင်တွေဖြည့်ပြီး energy တွေဖြည့်ပြီးတော့တဲ့အချိန်မှာဂျင်တော့ဆောမှာဖြစ်ပါတယ်ဆိုတော့က protein ကိုငွေစားနိုင်တဲ့လူတွေဒီလိုမျိုးလေးစားရင်လည်းရပါတယ် protein powder ကြီးပဲစားဆောင်လို့ပါဘူးလို့နော်ကဲဒီတော့ပါပဲအားလုံးပဲ peace out ပါဒါတော့စားသုံးနည်းလေးကို sharing လုပ် knowledge sharing လေးလုပ်ပေးခြင်းဖြစ်ပါတယ် okay bye bye see you